ဒီမောင်ကတော့ဇွဲတက်မှာအရန်ကြိုက်တဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ပြောင်းဒီဇိုင်းလေးတွေကိုတစ်ချက်စွန်းစွန်းလေးနဲ့သူကရနိုင်တယ်ပြီးတော့ဒီဇိုင်းလေးတွေကလည်းလမ်းပြီးစမ်းနေတာဆိုတော့ဒီမောင်ပြပေးမယ်နော်ဒီမောင်ဝတ်ထားတဲ့ဒီလက်ကောက်လေးဆိုလို့ရှိရင်ရွှေချင်းကတစ်ချက်သမတ်ပဲရှိတယ်။ဒါပေမဲ့တစ်ချက်သမတ်ဆိုပေမဲ့လည်းသူကဝတ်လိုက်လို့ရှိရင်အဟန့်လေးလည်းဖြစ်တယ်။ fashion လည်းကြတယ်။နောက်ပြီးတဲ့အခါမှာပို့ပြီးတော့လည်း trending ဖြစ်တာပေါ့နော်။ဒီလက်ကောက်လေးနဲ့အတူတူစင်တူဝတ်လို့ရတယ်။ဟောဒီလက်စွပ်လေးဆိုရင်လည်းရွှေချင်းနှစ်ပဲဝန်းကျင်ပဲရှိပါတယ်ရှင်။နောက်ထပ်ဒီဇိုင်းလေးကလည်းရွှေချင်းတစ်ချက်သမတ်ဝန်းကျင်လေးပါပဲရှင်။ဒီလက်ကောက်လေးနဲ့အတူတူစင်တူဝတ်လို့ရတယ်။ဟောဒီလက်စွပ်လေးကဆိုရင်လည်းရွှေချင်းကနှစ်ပဲဝန်းကျင်ပဲရှိပါတယ်။ဒီလက်ကောက်လေးဟာဆိုရင်လည်းရွှေချင်းတစ်ချက်သမတ်ဝင်းကျင်ပါပဲเนาะသူ့ရဲ့ဒီဇိုင်းလေးကတော့အစွဲဒီဇိုင်းလေးဖြစ်ပြီးတော့ရိုးရိုးရှင်းရှင်းလေးနဲ့ဆက်ဆက်ပြပြလေးဒီလို fashion ကြတဲ့ခစ်ကြီးမှာရွှေတဲ့ဒီဇိုင်းဆက်ဆက်လေးတွေဝတ်ပြီးတော့စမတ်ကြချင်တယ်ဆိုရင်တော့ဇက်ထက်ရဲ့ဟောဒီပြောင်လက်ကောက်ဒီဇိုင်းလေးတွေကိုရွေးချယ်ဝတ်ချင်လိုက်တော့เนาะ